ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ဝိုင်းပြီးတော့ share ပေးသေးခြင်းနဲ့ဘာကြောင့် share ပေးသေးခြင်းလဲဆိုရင်ကျွန်တော်တို့ဒီ line ပေါ်မှာပေါ့နော် TikTok ပေါ်မှာ Facebook ပေါ်မှာအလုပ်စမှတ်ကြတယ်ပေါ့အလုပ်စမှတ်တယ်ပွဲစားတွေနဲ့အလုပ်စမှတ်တယ်ဆိုရင်ကျွန်တော်တို့ရေဒီ passport ပေါ့နော်ဒီ passport ရဲ့နာမည် passport ရဲ့နာမည်ရဲ့ဒီကျွန်တော်တို့ဘန်တွေရဲ့နာမည်ဒီနှစ်ခုကိုတိုက်ကြည့်ပါ passport ရဲ့နာမည်ရလဲကြော်ဖြစ်ရင်ဘန်တွေရဲ့နာမည်ရလဲကြော်ဖြစ်ရမယ်ဒါမှလာကျွန်တော်တို့ငွေတွေကိုလွှဲပေးစီချင်ပါတယ်တကယ်လို့ကျွန်တော်တို့တကယ်မှန်မှန်ကန်ကန်လှုပ်ရှားပေးတဲ့ပွဲစားတွေမှန်မှန်ကန် agency တွေဆိုရင်သူတို့ရဲ့အချက်တွေပေးမှာပါတကယ်လို့လူလိန်ကြီးဆိုရင်ဗျာဒီအချက်တွေလုံးဝမပေးဘူး passport တစ်ခုပဲဒီဘန်နံပါတ်တစ်ခုပဲပေးမှာသူတို့ဒီဘန်နံပါတ်တစ်ခုတည်းပေးမယ်ဆိုရင်ကျွန်တော်တို့က play ရုံးမှာသွားတိုင်လို့မရတော့เนาะအဲ့တော့ဒီ passport တွေပါမှဒီပွဲစားတွေရဲ့ passport ပါမှတာကျွန်တော်တို့တွေ play ရုံးနေနေကန်ရုံးမှာသွားပြီးတိုင်ကြလို့ရမယ်သွားတိုင်မယ်ဆိုရင်တော့ရက်ပေါင်း60ငွေလိမ်နေမှုရှိတယ်ရက်ပေါင်း60ကျော်သွားပြီဆိုရင်ငွေလိမ်နေမှုတက်ရောက်မှုမရှိတော့เนาะပွဲစားတွေတော်တော်များများကအလှရှာပေးမယ်လို့အချိန်ကြီးဆွဲထားတယ်ဆိုရင်မတင်တာတော့ဘူးဆိုတလအတွင်းမှာတိုင်ကြားစီခြင်းတယ်ရက်ပေါင်း60ကျော်သွားရင်တိုင်လို့မရဘူးအဲ့အတွက်ကျွန်တော်ဒါလေးကိုတကယ်ပေါ်တိစီကျင်တယ်ပေါ့နော်အခုဆိုရင်ပွဲစားတွေနဲ့လှုပ်ဆောင်ကြတယ် passport မပါဘူးဘန်နံပါတ်တစ်ခုလည်းဘန်ကြတော့လေသူများနာမည်ဖြစ်တယ်အဲ့အတွက်သူများနာမည်နဲ့ဆိုရင်ကျွန်တော်လုံးဝမှုတိုင်လို့မရဖြစ်နေပြီเนาะအဲ့အတွက်တကယ်ပွဲစားတွေကိုမှုတိုင်ခြင်းနဲ့ဆိုရင်သူရဲ့ passport နာမည်ရအောင်ယူပါပြီးရင်ဒီဘန်နာမည်နှစ်ခုတိုက်ကြည့်ပြီးရင်ကျွန်တော်မှုတိုင်ကြလို့ရပါပြီเนาะအဲ့ဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုလည်းတိစီကျင်နဲ့ဝိုင်းပြီးတော့ share ပေးသေးကြပါမယ်